တရုတ်နိုင်ငံရှင်တူးမြို့မှာကျင်းပတဲ့ပေါ့ဂီတဖျော်ဖြေပွဲတစ်ခုမှာလူသားပုံတူစက်ရုပ်တွေကလူသားတွေနဲ့အတူစင်ပေါ်မှာပထမဆုံးကြိမ်ဖျော်ဖြေပါဝင်ခဲ့ပါတယ်။အမှုပညာနဲ့နည်းပညာကိုတွဲဖက်ပြသခဲ့တာကြောင့်ကြည့်ရှုသူတွေအတွက်လည်းမင်တက်စိတ်လှုပ်ရှားစေခဲ့ပါတယ်။ဒီဖျော်ဖြေပွဲမှာပေါ့ဂီတအဆိုတော်ဝန်လီဟုံရဲ့တခြင်းဖျော်ဖြေချိန်မှာလူသားပုံစံစက်ရုပ်တွေကအကခုံတွေနဲ့ပါဝင်ဖျော်ဖြေခဲ့ပြီးနည်းပညာနဲ့အမှုပညာကိုပေါင်းစပ်ထားတဲ့အတွေ့အကြုံတစ်ခုကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။ Unity G1 လူသားပုံတူစက်ရုပ်တွေကိုလူသားကာသမားတွေနဲ့တပြိုင်နက်တည်းညီညွတ်စွာကပြနိုင်အောင်အထူးစီမံတပ်ဆင်ထားတာလည်းဖြစ်ပါတယ်။ဒီဖျော်ဖြေပွဲရုပ်သံဟာလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာမြန်မြန်ဆန်ဆန်ပြန့်နှံ့သွားခဲ့ပြီးလူများကစက်ရုပ်တွေရဲ့တိကျမှုလျင်မြန်တက်ကြွမှုနဲ့လူသားဖျော်ဖြေမှုကိုအားပေးနိုင်တဲ့စွမ်းရည်တွေကိုချီးကျူးခဲ့ကြပါတယ်။ဒီပြပွဲဟာတရုတ်နိုင်ငံရဲ့လူသားပုံတူစက်ရုပ်လုပ်ငန်းအတွက်မှတ်တိုင်တစ်ခုဖြစ်ကာအရင်ကလည်း Unity G1 စက်ရုပ်တွေကဘတ်စကတ်ဘောကစားခြင်းတို့လိုအထူးကိတ်ဒဏ်ရာတွေကိုခံနိုင်ရရှိတဲ့စတဲ့စွမ်းရည်မျိုးစုံကိုပြသခဲ့ပါသေးတယ်။ဒီဖျော်ဖြေပွဲဟာကမ္ဘာတွင်းကနေပညာစိတ်ဝင်စားသူတွေကိုပါဆွဲဆောင်နိုင်ခဲ့ပြီး Tesla ကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ် Elon Musk ကလည်းလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့ဒီဗီဒီယိုတစ်ခုကိုပြန်လည်မျှဝေခဲ့တာကြောင့်ပုံမအာရုံစိုက်မှုရရှိခဲ့ပါတယ်။သူရဲ့ post ကြောင့်ဖျော်ဖြေလောကနဲ့စက်ရုံနည်းပညာတို့အပြန်အလှန်ပေါင်းစုံလာနေတဲ့အခြေအနေကိုဆွေးနွေးပြောဆိုလာကြပြီးအနာဂတ်ရဲ့ဖန်တီးမှုအခြေပြုလုပ်ငန်းတွေမှာစက်ရုပ်တွေဘလို့ပါဝင်လာနိုင်မလဲဆိုတာပါလူကြားမှာဆွေးနွေးမှုတွေရှိလာစေခဲ့ပါတယ်။ကျွမ်းကျင်သူတွေရဲ့အဆိုအရလူသားပုံတူစက်ရုပ်တွေကိုဓာတ်ရိုက်ဖျော်ဖြေပွဲတွေမှာထည့်သွင်းအသုံးပြုတာဟာနည်းပညာအရစံသစ်တည်ထွင်မှုဖြစ်အောင်သာမကပရိသတ်တွေကဖျော်ဖြေပွဲနဲ့ကိုယ်တိုင်ခန်းစားဆက်ဆက်နိုင်တဲ့နည်းလမ်းသစ်တွေကိုပါပေးစွမ်းနိုင်ပါတယ်လို့ဆိုပါတယ်။အခုလိုအောင်မြင်ခဲ့တဲ့ပထမဆုံးဖျော်ဖြေပွဲကြောင့်နိုင်ငံတကာအဆင့်အထိစိတ်ဝင်စားမှုမြင့်တက်လာခဲ့ပြီးစက်ရုပ်နည်းပညာစိတ်ဝင်စားသူတွေနဲ့ဖျော်ဖြေရေးအမှုပညာရှင်တွေကအနာဂတ်မှာလူသားနဲ့စက်ရုပ်တို့ပူးပေါင်းဖျော်ဖြေနိုင်မဲ့အခွင့်အလမ်းတွေကိုစိတ်လှုပ်ရှားစွာတုံ့ပြန်ခဲ့ကြပါတယ်။လူသားပုံစံစက်ရုပ်နည်းပညာမှာထပ်မံတိုးတက်မှုတွေဖြစ်လာနိုင်သလိုလေးလာသုံးသက်သူတွေရဲ့အဆိုအရဒီလိုလူနဲ့စက်ရုပ်ပေါင်းဆက်ထားတဲ့ဖျော်ဖြေမှုမျိုးဟာအနာဂတ်မှာကမ္ဘာတွင်းမှာရှိတဲ့ဂီတဖျော်ဖြေပွဲတွေနဲ့ဖျော်ဖြေရေးအခမ်းအနားတွေမှာပုံမှန်မြင်တွေ့ရလာနိုင်မယ်လို့ခန့်မှန်းထားကြပါတယ်။